သိပ္ပံပညာရှင်တယောက်ဟာအဝိဇ္ဇအဟောင်းတွေကိုသုံးပြီး Redor အယုတ်တစ်ခုကိုဖန်တီးနေခဲ့ပါတယ်။လူသားတွေရဲ့နည်းပညာလိုက်စားမှုကြောင့်လူသားမျိုးနွယ်တစ်ခုလုံးပျက်စီးသွားပြီးသူဟာနောက်ဆုံးကျန်ရှိတဲ့လူသားဖြစ်ပါတယ်။ကမ္ဘာကြီးအတွက်နောက်ဆုံးမျှော်လင့်ချက်တစ်ခုဖြစ်တဲ့ Redor ကို9လို့အမည်ပေးပြီးအသက်သွင်းဖို့ Talisman လို့ခေါ်တဲ့စက်ပစ္စည်းပိုင်းစာတွေကိုသက်ဆင်ပေးလိုက်ပါတယ်။မကြာခင်မှာပဲ Redor 9ဟာအသက်ဝင်လို့ထလာခဲ့ပြီးသူ့ကိုဖန်တီးခဲ့တဲ့သိပ္ပံပညာရှင်ကတော့တည်ဆုံးသွားခဲ့ပါပြီ။ဒီလိုနဲ့9ဟာပတ်ဝန်းကျင်ကိုစူးစမ်းဖို့အခန်းပြတင်းပေါက်ကိုဖွင့်ကြည့်လိုက်တဲ့အခါကမ္ဘာကြီးဟာစစ်ပွဲကြောင့်အရာအလုံးကျဆင်းနေခဲ့ပါပြီ။မြို့ပြအဆောက်အဦတွေကြားမှာသူ့လိုရက်တော့ကိုတွေ့ခဲ့ရပြီးလမ်းအောင်ဖို့ကြိုးစားလိုက်တော့9ဟာအတန်မထွက်နိုင်တာကိုတတိထားမိခဲ့ပါတယ်။9ဟာဆက်ရှင်းလိုက်တော့ဖို့ဆုံးဖြတ်လိုက်ပါတယ်။အရှာရက်တော့တရုတ်နဲ့တွေ့ဆုံခဲ့ရပြီးသူကတော့တူးဖြစ်ကြောင်းကိုမိတ်ဆက်နေခဲ့ပါတယ်။9ကတော့သူဟာစကားမပြောနိုင်ဘူးဆိုတာကိုအမူအရာနဲ့ပြောပြနေပါတယ်။သူဟာစက်ပြင်ဆရာတယောက်ဖြစ်တာကြောင့်ပျက်စီးနေတဲ့အယုတ်တစ်ခုကနေအတန်အိုးကိုယူပြီး9ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းမှာတက်ဆင်ပေးလိုက်ပါတယ်။ဒီလိုနဲ့9ဟာအတန်ဆထွက်လာပြီးသူယူလာတဲ့အဆောင်တစ်ခုကိုထုတ်ပြလိုက်ပါတယ်။မကြာခင်မှာပဲ Caspi လို့ခေါ်တဲ့စက်ရင်တရားသားရဲတကောင်ဟာရုတ်တရက်ထွက်ပေါ်လာပြီးနှစ်ယောက်စလုံးကိုစတင်တိုက်ခတ်ခဲ့ပါတယ်။သူဟာပြန်လည်ခုခံဖို့ကြိုးစားပေမဲ့အင်အားရှိမမျှတတာကြောင့်အလင်းမြန်ပဲရှုံးနိမ့်ခဲ့ရပြီး Caspi ရဲ့ position ကိုခံလိုက်ရပါတယ်။တန်ရာတွေနဲ့လဲကျသွားတဲ့9ကိုတခြား Redor အဖွဲ့ဝင်5ကတွေ့သွားပြီးလုံခြုံတဲ့နေရာမှာကုသပေးခဲ့ပါတယ်။9ပြန်ပြီးတတိရလာတော့2နဲ့ဆုံတွေ့ခဲ့ကြောင်း5ကိုပြောပြနေခဲ့ပါတယ်။ Redor ကောင်းဆောင်ဝမ်းရောက်လာပြီးအပြင်ကိုမတော်ဖို့အတွက်စီကန်းတွေချမှတ်ထားကြောင်းဒေါရတကြီးနဲ့ပြောပြနေခဲ့ပါတယ်။ဒီလိုနဲ့အဖွဲ့ဝင်8ရောက်လာပြီးအားလုံးကိုအပေါ်ထက်ပုံခုဆောင်ကိုခေါ်တော့ခဲ့ပါတယ်။ခေါင်းဆောင်ဝမ်းဟာသူစတင်နှိုးထွက်လာတဲ့အချိန်မှာလူသားတွေနဲ့ဆေးရုပ်တွေရဲ့စစ်ပွဲအကြောင်းကိုပြောပြနေခဲ့ပါတယ်။ Redor တွေဟာစစ်ပွဲတွေကြားမှာအသက်ရှင်အောင်ကြိုးစားပုံခွဲနေခဲ့ရပြီးလူသားတွေနဲ့အပင်မျိုးစိတ်တွေဟာအစိမ့်ငွေတွေကြောင့်အားလုံးပျက်စီးခဲ့ရကြောင်းရှင်းပြနေခဲ့ပါတယ်။ Redor တွေဟာဝမ်းရဲ့ဥဆောင်မှုအောက်စစ်ပွဲကြီးပြီးဆုံးသွားတဲ့အထိဒီနေရာမှာပုံခုနေခဲ့ရကြောင်းပြောပြနေခဲ့ပါတယ်။နောက်ဆုံးစက်ရုံမိတ်ဆာကြီးတစ်ကောင်ပဲကြံပြီးစက်ရုံမိတ်ဆာကြီးအိပ်ပျော်သွားတဲ့အထိစောင့်နေကြတာဖြစ်ကြောင်းပြောပြီးစောင့်ကြည့်တာဝန်မှာ5နဲ့အတူ9ကိုတာဝန်ချပေးလိုက်ပါတယ်။9ကတော့သူ့ကိုကယ်ဖို့အတွက်စိတ်အားထက်လန့်နေပြီးသူနဲ့အတူလိုက်ခဲ့ဖို့5ကိုစီးရုံနေခဲ့ပါတယ်။စစ်ပွဲတွေကြားမှာသူဟာ5ရဲ့အသက်ကိုကယ်ခဲ့ဖူးတာကိုတတိယတော့ပြီး9နဲ့လိုက်တော့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုနဲ့9နဲ့5ဟာစက်ရုံဟောင်းကြီးစီကိုဦးတည်ပြီးစတင်ထွက်ခွာလာခဲ့ပါတယ်။နှစ်ယောက်သားအထဲကိုဝင်ပြီးအထဲမှာတော့အိပ်ပျော်နေတဲ့စက်ရုံအပိုင်းအစားတွေစစ်လက်နက်ပစ္စည်းတွေနဲ့ပြည့်နှက်နေပါတယ်။ပျက်စီးနေတဲ့အခန်းတစ်ခုထဲကလောင်အိမ်ထဲမှာသူ့ကိုရှာတွေ့တော့ပါတယ်။ကံမကောင်းစွာနဲ့ပဲ Caspi ရှိနေတဲ့နေရာကိုပါတွေ့လိုက်ရပါတယ်။သူ့ကိုလောင်ရင်ထဲကထုတ်ပေးဖို့ကြိုးစားနေတော့ Caspi ကတတိထားမိသွားပြီးသူတို့ကိုစတင်အမဲလိုက်ပါတော့တယ်။ပြန်လည်တိုက်ခိုက်ဖို့ကြိုးစားပေမဲ့သူတို့ပါလာတဲ့လက်နက်က Caspi အပေါ်အသုံးမဝင်ဖြစ်နေပါတယ်။ဒီအချိန်မှာပဲခေါင်းစွပ်ဆောင်းထားတဲ့ Redor တကောင်ထွက်ပေါ်လာပြီး Caspi ကိုလလပပလေးခေါင်းဖြတ်ပြီးအဆုံးသတ်ပေးလိုက်ပါတယ်။သူကတော့7ပဲဖြစ်ပါတယ်။အားလုံးပဲဝမ်းသာအားရ7ကိုနှုတ်ဆက်လိုက်ကြပါတယ်။9ဟာပျောက်ဆုံးသွားတဲ့ Talisman ကိုပြန်လည်တွေ့ရှိပြီးဒီအဆောင်ရဲ့ရည်ရွယ်ချက်ကိုတိတိကျကျနားမလည်ပဲထူးဆန်းတဲ့စက်ရန်တရားကြီးစီမှာမတော်တဆတက်ဆင်မိလိုက်ပါတယ်။ဒီအမားကြောင့်ပဲမထင်မှတ်ထားတဲ့အန်ဒီရဲ့ဆိုးကြီးကိုစတင်နှိုးထစေခဲ့ပါတယ်။သူဟာဒါကိုပြန်ပိတ်ဖို့ကြိုးစားခဲ့ပေမဲ့ Talisman စီကနေဝိညာဉ်ဆုပ်ယူတာခံလိုက်ရပါတယ်။သူဟာတည်ဆုံးသွားခဲ့ရပြီးမကြာခင်မှာပဲ Brain လို့ခေါ်တဲ့စက်ရုံမိတ်ဆာကြီးဟာအသက်ဝင်နှိုးထလာခဲ့ပါတယ်။ပျက်စီးနေတဲ့အဆောက်အုံတွေကြားကဘင်းဆက်ကြီးနှိုးထလာခဲ့ကအားလုံးလည်းတက်လူထွက်ပြေးခဲ့ရပါတယ်။ Redor တွေဟာစက်ရုံမိတ်ဆာကြီးရဲ့လက်ထဲကနေလွတ်မြောက်တော့ခဲ့ပေမဲ့စက်ရုံကြီးတစ်ခုလုံးဟာပြန်လည်အသက်ဝင်လာပြီး Redor တွေကိုအမဲလိုက်ဖို့အတွက်စက်ပစ္စည်းအပိုင်းစားတွေကိုတုံးပြီးစက်ရုံစစ်တပ်ကြီးကိုတကောင်ပြီးတကောင်စတင်ဖန်တီးပါတော့တယ်။9 5နဲ့7လို့ဟာစွန့်ပစ်ထားတဲ့စာကြည့်တိုက်အဟောင်းတစ်ခုစီကိုရောက်လာခဲ့ကြပါတယ်။စာကြည့်တိုက်ထဲမှာပုံအောင်နေကြတဲ့3နဲ့4ကိုတွေ့လိုက်ကြပါတယ်။သူတို့ကစကားမပြောနိုင်တဲ့အမွှာတွေပဲဖြစ်ပါတယ်။3နဲ့4ဟာ brain set ကြီးအကြောင်းကိုမျက်လုံးကနေတဆင့်မှတ်တမ်းတင်ထားတဲ့ပုံရိပ်တွေနဲ့အားလုံးကိုရှင်းပြလိုက်ပါတယ်။တကယ်တော့ brain set ကြီးဟာကွန်မြူနစ်နိုင်ငံတွေရဲ့စက်မှုထွန်းကားတဲ့နည်းပညာခေတ်မှာငင်းရှမ်းရေးစက်ရုပ်ကိုဖန်တီးပြီးထုတ်လုပ်နိုင်တဲ့စက်ရုပ်ကြီးဖြစ်ပါတယ်။လူတွေဟာဒီစက်ရုပ်တွေကိုနိုင်ငံချမ်းသာဖို့နဲ့စစ်ပွဲတွေမှာစတင်အသုံးချလာခဲ့ပါတယ်။အဲဒါကြောင့်လူသားမျိုးနဲ့ပြတ်တုံးတဲ့အထိလူသားတွေနဲ့စက်ရုပ်တွေရဲ့စစ်ပွဲကြီးစတင်ခဲ့တာဖြစ်ပါတယ်။9နဲ့5တို့ဟာခေါင်းဆောင်ဝမ်းစီပြန်လာပြီးတရုတ်ကြီးကိုမတော်တဆနှိုးထမိခဲ့ကြောင်းရှင်းပြနေတော့စစ်ရောက်လာပြီး Talisman ဟာအဓိကအစင်းမြစ်ဖြစ်ကြောင်း9ကိုပြောပြခဲ့ပါတယ်။မကြာခင်မှာပဲ brain set ကြီးဖန်တီးထားတဲ့အမဲလိုက်စက်ရုပ်တကောင်ဟာပုံခုဆောင်ထဲကိုဝင်ရောက်တိုက်ခဲ့ပါတော့တယ်။အဲ့ဟာအဖွဲ့သားတွေကိုကာကွယ်ဖို့အတွက်တိုက်ခိုက်ပေးခဲ့ပေမဲ့တူပဲကြံခံလိုက်ရပါတယ်
အသေးတန်ထွက်ပြေးခဲ့ရပြီးအဖွဲ့သားတွေလည်းတယောက်တနေရာစီလမ်းကွဲတော့ခဲ့ရပါတယ်အမဲလိုင်းကဆိုးကြီးဟာခေါင်းဆောင်ဝမ်းနဲ့အိမ်နောက်ကိုဆက်တိုက်လိုက်နေပြီးသူတို့နှစ်ယောက်စလုံးဟာလမ်းဆုံးကိုရောက်နေခဲ့ပါပြီအိမ်ဟာပြန်လည်တိုက်ခိုက်ဖို့အတွက်ဆုံးဖြတ်လိုက်ပြီးမျက်နှာဖုံးကိုဝစ်ဆင်လိုက်ပါတယ်ပါလာတဲ့ဓာတ်နဲ့ငှက်ရက်ပန်ကာကိုလမ်းပစ်လိုက်ပြီးသူကတော့အဝေးကိုလွတ်ဆင်တော့ခဲ့ပါတယ်ငှက်ကြီးပြန်လာပြီးအိတ်ကိုစူးကျိုးနဲ့ပြစ်ဖို့လုပ်နေတော့နိုင်ကကယ်ပေးလိုက်လို့ကန်ကောင်းပြီးလွှဲချော်တော့ခဲ့ပါတယ်ငှက်ကြီးနဲ့တူအောက်ထပ်ကိုပြုတ်ကျသွားပြီးအားလုံးလည်းအကျက်ရိုက်နေတဲ့အချိန်7ရောက်လာပြီး3နေကြအကွက်တိုင်းပဲခေါင်းဖြတ်ဖို့လုပ်ခဲ့ပေမဲ့မအောင်မြင်ပဲလဲကျသွားခဲ့ပါတယ်အားလုံးစီစီလုံးလုံးနဲ့အတူပူပေါင်းတက်ခိုက်လိုက်တော့ငှက်ကြီးလည်းပန်ကာနဲ့နှိပြီးပျက်စီးသွားခဲ့ပါတယ်နောက်ဆုံးတော့သူတို့နေတဲ့ဘုံကိုဆောင်လဲမီးလောင်ပျက်စီးပြီးအားလုံးလည်းဘေးကင်းရာတနေရာကိုပြောင်းရွှေ့တော့ခဲ့ကြပါတယ်တစ်ဖက်မှာတော့ Red Door တွေကိုအမဲလိုက်ဖို့အတွက် Brain Set ကြီးဟာအမဲလိုက်စက်ရုံများစွာကိုဖန်တီးထားပြီးဖြစ်ပါတယ်အားလုံးပဲစိတ်တကြနေချိန် Talisman အကြောင်းရေးထားတဲ့စာအုပ်ကို3နဲ့4ကရှာတွေ့ခဲ့ပါတယ်စာအုပ်ထဲမှာသိပ္ပံပညာရှင်ဟာသူ့ရဲ့အသက်ဝိညာဉ်ကိုသုံးပြီး Red Door တွေကိုဖန်တီးထားကြောင်းသိလိုက်ရပါတယ်ရှေ့ဟာ Talisman တွေ့ခဲ့တဲ့နေရာကိုပြန်တော့ဖို့အကြံပေးခဲ့ပေမဲ့ခေါင်းဆောင်ဝမ်းကတော့သဘောမတူပဲအငင်းပွားနေခဲ့ပါတယ်နိုင်ကတော့အားလုံးရဲ့အဖြေကိုတီးရဖို့သူနိုးထားလာတဲ့သိပ္ပံပညာရှင်ရဲ့အခန်းကိုတောက်ဖို့အားလုံးကိုပြောနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲစိတ်ညှို့တတ်တဲ့စက်ရုံမိတ်ဆာအကောင်ပေါ်လာပြီးအိတ်နဲ့ဝမ်းကိုဖမ်းဆီးတွားခဲ့ပါတယ်အတန်ကြားလို့လိုက်လာတဲ့ 5 နဲ့ 9ဟာသူတို့ပါစိတ်ညှို့ခံနေရပါတယ်အချိန်မီ7ရောက်လာပြီးစတင်တိုက်ခိုက်ပါတော့တယ်9ကပြန်လဲတတိယလာပြီးဝမ်းကိုကယ်ဖို့ကြိုးစားနေပါတယ်အဲ့ဒီချိန် 5 လည်းပြန်လဲတတိယလာပြီးစက်ရုံမိတ်ဆာရဲ့မျက်လုံးကိုဒူးလေးနဲ့ပစ်လိုက်ပါတယ်မျက်လုံးထိသွားတဲ့စက်ရုံမိတ်ဆာဟာ7ကိုဖမ်းပြီးအဝေးကိုထွက်ပြေးတော့ခဲ့ပါတယ်ဝမ်းပြန်တတိယလာတော့9ကလိုက်တော့ဖို့ပြောပေမဲ့ခေါင်းဆောင်ဝမ်းဟာခေါင်းဆောင်မပီတာစာပဲအကြောက်တရားတွေနဲ့အမြဲတမ်းပုံနေဖို့ကိုပဲပြောလာပါတယ်ဒီချိန်မှာတော့ Brain Set ကြီးဖန်တီးထားတဲ့စောင့်ကြည့်စက်ရုပ်တွေဟာ Red Door တွေကိုမဲလိုက်ဖို့အတွက်တစ်မျိုးလုံးရဲ့ကောင်းကင်ပေါ်မှာပြည့်နှက်နေခဲ့ပြီးဖြစ်ပါတယ်9ကတော့8နဲ့7ကိုကယ်ဖို့အတွက်တယောက်တည်းလိုက်တော့ဖို့ဆုံးဖြတ်ခဲ့ပြီး5ကိုအဖွဲသားနဲ့နေခဲ့ဖို့မှာနေပါတယ်9ဟာအဖမ်းခံထားရတဲ့အဖွဲသားတွေစီကိုရောက်တော့ Brain Set ကြီးဟာအဲ့ရဲ့အသက်ကိုနှုတ်ယူနေပြီဖြစ်ပါတယ်7ကိုထပ်ပြီးအသက်နှုတ်ဖို့လုပ်နေတော့ဖိုင်နယ်တဲ့စက်ရုပ်ကိုတခြားဘက်များခေါ်ပြီးလှည့်စားလိုက်ပါတယ်7ကိုအချိန်မီကယ်လိုက်နိုင်ပြီးဖန်ဆီးထားတဲ့စက်ရုပ်ကိုလည်းအဆုံးသတ်နိုင်ခဲ့ပါတယ်တစ်ဖက်မှာတော့ 5 နဲ့တူကျန်တဲ့အဖွဲ့သားတွေဟာတက်စီဘုံကိုမီးရှို့ပြီး Brain Set ကြီးကိုဖောက်ခွဲဖို့လုပ်နေတော့ကောင်းကင်ဘော်ကကင်းဆောက်စက်ရုပ်တွေကတွေ့တော့ခဲ့ပါတယ်တတိပေးရှာအတန်ထွက်ပေါ်လာပြီး Brain Set ကြီးဟာသူ့ရဲ့အမဲလိုက်ပင့်ကိုစက်ရုပ်တွေအားလုံးကိုရှာဖွေဖို့လွတ်လိုက်ပါတယ်ခေါင်းဆောင်ဝမ်းဟာ9နဲ့7မထွက်လာခင်မှာပဲတက်စီဘုံကိုမီးရှို့ဖို့လုပ်ပါတော့တယ်ကန်ကောင်းစွာနဲ့ပဲအချိန်မီထွက်လာနိုင်ခဲ့ပြီးစီပုံးလဲမီးလောင်က Brain Set ကြီးဘေးမှာပောက်ကွဲတော့ခဲ့ပါတယ်စက်ရုံကြီးတစ်ခုလုံးလဲပောက်ကွဲပျက်စီးသွားပြီးအားလုံးလဲတပြားဟောင်းကြီးကိုဖွင့်ပြီးပျော်ရွှင်စွာအောင်ပွဲခံနေကြပါတယ်ဒီအချိန်မှာပဲမီးခိုးတွေကြားကနေ Brain Set ကြီးရဲ့အစိပ်ပိုင်းတစ်ခုဟာမတိသေးပဲထပ်မံထွက်ပေါ်လာရတယ်ရုတ်တရက်ပဲ 5 ရဲ့အသက်ကိုနှုတ်ယူသွားခဲ့ပါတယ်အားလုံးလဲဒီမြင်ကွင်းကိုမြင်ခဲ့ရပြီးတရားတစ်ခုဖက်ကိုထွက်ပြေးခဲ့ကြရပါတယ်Brain Set ကြီးလိုက်ရတော့တရားဟောင်းလဲကျိုးပြီးတန်းလန်းဖြစ်နေပါတော့တယ်အဲ့ဒီချိန်မှာစစ်ဟာတခြားသူတွေအထက်မှာပိတ်မိနေကြောင်းဆက်ကိုမဖြတ်စည်းပစ်ဖို့9ကိုရှင်းပြနေခဲ့ပါတယ်တရားကြီးကျူးကျော်သွားပြီးစစ်ကိုပါထပ်မံဆုံးရှုံးလိုက်ရပါတယ်9ဟာစစ်ရဲ့နောက်ဆုံးစကားကြောင့် Talisman ကိုအပြေရှာဖို့အတွက်သူနူးထားလာခဲ့တဲ့အခန်းကိုတယောက်တည်းပြေးထွက်သွားခဲ့ပါတယ်ခန်းထဲရောက်တော့တည်ဆုံနေတဲ့သိပ္ပံပညာရှင်ရဲ့ဘေးမှာပြန့်ကျဲနေတဲ့စာရွက်တွေနဲ့အတူ9အတွက်တစ်တာလေးတစ်လုံးကိုတွေ့လိုက်ရပါတယ်9ဟာတစ်တာကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာရုပ်ပြပရိုဂျက်တာတစ်ခုပေါ်လာပြီး Brain Set ကြီးဟာလည်းတူတီချင်တဲ့စက်ပစ္စည်းတစ်ခုဖြစ်ကြောင်းသိလိုက်ရပါတယ်အာနာပိုင်အကြီးကဲတွေကဂတိမတီပဲ Brain Set ကြီးကိုစစ်ပွဲအသက်အသုံးပြုခဲ့တာကြောင့်အတိစိတ်ကင်းမဲ့တဲ့ဆေးရုံမိတ်ဆာကြီးဖြစ်ခဲ့ရတာဖြစ်ပါတယ်အဲ့ဒါကြောင့်သိပ္ပံပညာရှင်ဟာသူ့ရဲ့စိတ်ဝိညာဉ်တွေနဲ့ Red Door 9ကောင်စလုံးကိုလူသားဆန်စေဖို့နဲ့ Brain Set ကြီးကိုပိတ်သိမ်းပစ်ဖို့အတွက်ထပ်မံဖန်တီးခဲ့တာဖြစ်ပါတယ်အဖြေကိုရှင်းရှင်းလင်းလင်းသိသွားတဲ့9ဟာ Brain Set ကြီးကိုပိတ်ပစ်ဖို့အတွက်ပြန်လာခဲ့ပြီးအဖွဲ့သားတွေကတော့ရရလက်နက်နဲ့ Brain Set ကြီးကိုပြန်လည်တိုက်ခိုက်နေကြပါတယ်Brain Set ကြီးဟာဘလို့မှမပြတ်စီးနိုင်ရမို့အားလုံးလဲထပ်မံထွက်ပြေးနေရပါတယ်Brain Set ကြီးပေါ်မှာ Talisman ကိုအသုံးပြုပြီးပိတ်ပစ်ဖို့အားလုံးကို9ကရှင်းပြလိုက်ပါတယ်Brain Set ကြီးထပ်မံရောက်ရှိလာပြီးမိမုံလိုက်တာကြောင့်အားလုံးလဲလွန့်ထွက်သွားပြီးခေါင်းဆောင်ဝမ်းဟာဒဏ်ရာရတော့ခဲ့ပါတယ်9ဟာအဖြေကိုတီးသွားပြီမလို့ Brain Set ကြီးကိုစတင်ရင်ဆိုင်ပါတော့တယ်ခေါင်းဆောင်ဝမ်းဟာသူ့ရဲ့အမားတွေကိုပြင်ဆင်ဖို့အတွက်အသက်ကိုစတေးပြီး9အတွက်အချိန်ဆွဲပေးခဲ့ပါတယ်ဝမ်းရဲ့စတေးမှုက Talisman ကိုဖြုတ်ယူဖို့အတွက်အခွင့်အရေးရခဲ့ပြီး9ဟာသိပ္ပံပညာရှင်ပြောခဲ့တဲ့အတိုင်းခလုတ်ကိုနှိပ်ပြီး Brain Set ကြီးကိုအနိုင်ယူလိုက်ပါတယ် Brain Set ကြီးဟာစတင်ပောက်ကွဲသွားပြီး9ကိုပြိမိသွားခဲ့ပါတယ်9ဟာမတည်ပဲပြန်လည်တည်တည်ရလာပြီး
တည်ဆုံးသွားတဲ့အဖွဲသားတွေအားလုံးကိုမီးရှို့တကြိုပေးလိုက်ပါတယ်။နိုင်ဟာ Talisman နဲ့မှာပိတ်မိနေတဲ့အဖွဲသားတွေရဲ့ဝိညာဉ်ကိုထုတ်ပေးဖို့အတွက်ခလုတ်ကိုစတင်နှိပ်လိုက်ပါတယ်။ Talisman ဟာအရန်လှုပ်ရမ်းလာပြီးအထဲမှာပိတ်မိနေတဲ့8 6နဲ့2 5 1တို့ရဲ့ဝိညာဉ်ဟာအားလုံးပဲလွတ်မြောက်တော့ခဲ့ပါပြီ။အဆုံးသတ်မှာတော့ကောင်းကင်ကြီးကနေမိုးဆက်တွေရချလာပြီးဒီမိုးဆက်တွေဟာကဘာကြီးကိုပြန်လည်ရှင်သန်စေမဲ့မိုးရေတွေပဲဖြစ်ပါတယ်